ကဲအားလုံးကိုပိုင်းချစ်မြတ်ညီမအားလုံးမင်္ဂလာပါလို့ဥစ္စာပထမတော့ concept ပါရကြနော်ချစ်မြတ်ဆိုအားလုံးပဲမင်္ဂလာပေါင်းနဲ့အားလုံးပြည့်စုံကြပါစေမင်္ဂလာရှိသောညချမ်းလေးပါကိုမိုင်အားလုံးပဲနော်ကဲညီကိုမိုင်အားလုံးပဲနော်ကိုပိုင်မိတ်ဆွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးကနော်ညီကိုမိုင်အားလုံးပဲကိုပိုင်နော်18ရက်နေ့မနက်တနင်္လာနေ့အဖွင့်စည်းလေးအတွက်ကိုမိုင်အားလုံးကိုအကောင်းဆုံးလေးကြိုးစားပေးထားတယ်နော်ဒါကြောင့်ချစ်မြတ်ဆွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးကိုနော်ညီကိုမိုင်အားလုံးဝင်ရောက်ကြည့်ရှိတဲ့အကိုဒီမိုင်အားလုံးတယောက်ချင်းစီမကြော်မရေပနဲ့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးသွားမယ်နော်မိတ်ဆွေတွေအားလုံးပဲကိုင်းတို့ညီကောင်မတွေအားလုံးပဲနော်တနင်္လာနေ့အဖွင့်စေနော်18ရက်နေ့မှာနဲ့တနင်္လာနေ့အဖွင့်စေ7:00 မိနစ်အတွက်ကိုနော်ကိုင်းဘက်ကကီးပိုင်းမိတ်ဆွေအားလုံးပဲပဒိတ်နော်ပတ်တီးလေးတွေအားလုံးကိုအဆင်ပြေအောင်ကိုမိုင်အားလုံးကိုပြောပြသွားကြမယ်နော်မိတ်ဆွေတွေအားလုံးပဲအားလုံးသောမိတ်ဆွေတွေအားလုံးပဲ channel လေးကိုဝင်လာတဲ့အကိုမိုင်အားလုံးပဲ like လက်မလေးတွေကိုစနေမယ်အများမြင်များတွေ့အောင်နော် channel ကို subscribe လုပ်မယ်နော်channel ကို subscribe လုပ်ရတဲ့လူတွေပါဆိုရင် channel လေးကို subscribe လုပ်မယ်အများများတွေ့အောင် share မှု share လေးပေးရမယ်လိုက်လက်မလေးအားလုံးကိုစီနှိပ်ပေးမယ်เนาะချစ်မစွတွေအားလုံးပဲခင်ဗျားတို့ညီကိုမိုင်အားလုံးပဲကွိုင်တို့မနဲ့เนาะ18ရက်နေ့တနင်္လာနေ့အဖွင့်ဈေးကိုကီးပိုင်းအခွေသည်6တက်ကိုကီးပါကိုဒီမိုင်အားလုံးပဲเนาะအားလုံးညီကိုမိုင်အားလုံးပဲတေချာလေးလိုက်မှတ်မယ်ပေါ့เนาะကိုပိုင်တို့တနေကုံစာကီးသည်6တက်ကိုကီးเนาะမနက်ပိုင်းမှာပိုအားကောင်းတယ်မနက်မထွက်ညနေဆက်လိုက်မယ်ကီးအခွေနဲ့လည်းသုံးလို့ရတယ်ညီကိုမိုင်အားလုံးပဲเนาะ6တက်ကိုကီအခွေနော်ကိုမိုင်အားလုံးပဲ6တက်ကိုကီအခွေ6ပါတော့ကဏ္ဍនេះကိုမိုင်အားလုံးပဲကိုပိုင်တို့65ရယ်63ရယ်69ရယ်နော်6ပါတဲ့ကဏ္ဍ3ခွဲ65 63 69နော်ကိုမိုင်အားလုံးပဲတက်နဲ့ပတ်သက်ရင်လည်းကိုမိုင်အားလုံးပဲ13 15 10ခွန်နော်အဓိကကျွန်တော်မိတ်ဆွေအားလုံးပဲ6တက်ကိုကီမှာ1ပတ်တီ6ပတ်တီအားကောင်းတယ်မနက်ကိုမိတ်ဆွေအားလုံးပဲပတ်ရဲချင်းနဲ့ညီကောင်အားလုံးပတ်တီလိုချင်နေဆိုရင်အကောင်းဆုံးပတ်တီသည်1ပတ်တီ6ပတ်တီနော်ညီကောင်အားလုံးပဲပရိတ်မှုနဲ့ဆိုရင်ကိုပိုင်ဘက်ကဗာကြိုက်လဲဆိုရင်ကိုပိုင်အားလုံးပဲခွန်ပရိတ်3ညပရိတ်ကြိုက်တယ်နော်မနေ့12နာရီ1မိနစ်မှာပရိတ်မှုသည်ခွန်ပရိတ်3ညပရိတ်ကြိုက်တယ်ခွန်ပရိတ်3ညပရိတ်နဲ့အပြည့်ထိုးမယ်ဆိုရင်ကိုပိုင်အားလုံးပဲခွန်နဲ့ပတ်သက်ရင်ကိုပိုင်အကြိုက်ဆုံးရွေးထားတဲ့နေရာမှာ6တက်ရ5နှစ်ရ3လေးရဆိုတဲ့ကဏ္ဍလေးတွေရွေးချယ်ပေးထားပါတယ်နော်ခွန်ပရိတ်နဲ့ပတ်သက်ရင်ကိုပိုင်အားလုံးပဲ6တက်5နှစ်3လေးဆိုတဲ့ကဏ္ဍနော်ဒီခွန်ပရိတ်3ခွက်ကိုမဖြစ်မနေထိုးမယ်10ပရိတ်နဲ့ဆိုရင်လည်းကိုဒီမိုင်အားလုံးပဲ6လေးရ19ရ39ရဆိုတဲ့10ပရိတ်ကိုညီကောင်အားလုံးပဲကဏ္ဍ3ခွက်မဖြစ်မနေထိုးမယ်နော်10ပရိတ်နဲ့လည်း3ခွက်ခွန်ပရိတ်နဲ့လည်း3ခွက်ပေးထားတယ်ကိုပိုင်တို့6တက်ပတ်သီးနဲ့ပတ်သက်လို့လည်း6နဲ့ပတ်သက်ရင်ကိုပိုင်တို့65 63 6ခွန်13 15 10ခွန်ဆိုပြီးတော့ကဏ္ဍ6ခွက်ရှိမယ်နော်ပရိတ်ကိုပိုင်တို့လုံးပိုင်နဲ့တွဲရိုက်မယ်ဆိုရင်ညီကောင်အားလုံးပဲအကောင်းဆုံးထိုးရမယ့်ကဏ္ဍသည်ကဏ္ဍဘောင်း12ခွက်တော့ရှိတယ်ကိုဒီမိုင်အားလုံးပဲနော်ပရိတ်ကြိုက်တဲ့မူတွေနဲ့ပရိတ်ကြိုက်တယ်ဆိုရင်ညီကောင်အားလုံးက64 61 6တက်ဆိုတဲ့ကဏ္ဍ3ခွက်ကိုအဓိကတင်သုံးမယ်နော်6တက်ပတ်သီးနဲ့ညီအောင်ကိုပိုင်တို့ပရိတ်နဲ့လည်းညီစွန်းအောင်ဆိုရင်64ရယ်ကိုပိုင်တို့61ကဲ19ရယ်ဆိုတဲ့ကဏ္ဍ3ခွက်ကိုတင်သုံးပါအဓိကမိတ်ဆွေတွေအားလုံးပဲမဖြစ်မနေရန်မှာကတော့ခွန်3ညပရိတ်နဲ့ဆိုရင်ကိုပိုင်တို့52က34ရယ်30ခွန်ရယ်ဆိုတဲ့နော်ဒီကဏ္ဍအရန်3ခွက်ပါမယ်ပေါ့နော်အရန်3ခွက်အနေနဲ့ပါမယ်နော်ကိုမိုင်အားလုံးပဲနော်ချစ်မိတ်ဆွေအားလုံးပဲမနေ့ကအဖွင့်နော်ကိုပိုင်တို့တနင်္လာနေ့အဖွင့်စေ18ရက်နေ့မှာအပိုင်ကစားပါမယ်ကိုမိုင်အားလုံးပဲနော်ကဲကိုပိုင်ဒီဗီဒီယိုဖိုင်လေးကိုကိုပိုင်လူဟောင်းတွေအားလုံးပဲမြင်နေဆိုရင်နော်ကွန်မန့်လေးမှာကိုမိုင်တွေအားလုံးပဲကိုပိုင်ရဲ့လူဟောင်းတွေတွေ့ရဆိုရင်ကွန်မန့်လေးမှာအားလုံးပဲမှတ်ပေးပါနော်ဒီကွန်မန့်တွေအားလုံးပဲဒါဒီကောက်ကလေးကတော့ကိုပိုင်ရဲ့ channel အသစ်ကလေးဖြစ်တယ်နော်ကိုပိုင်ရဲ့အကောင့်ဟောင်းကနော်တင်လို့မရတော့ဘူးနော်တင်လို့မရဆိုဘန်းထားလို့အကောင့်ဘန်းထားတဲ့အတွက်ကိုတင်လို့မရသေးဘူးနော်အကောင့်ကြီးကကိုပိုင်တို့ပြန်ပြီးတော့ပွင့်တဲ့အခါကျမှကိုပိုင်တင်ပေးမယ်ဒီကောက်ကလေးကနေတူးတဲ့ဆိုတဲ့အကိုတမန်အားလုံးပဲလူဟောင်းတွေကောမန်လေးမှာမြင်နေဆိုရင်မှန်ပေးခဲ့မယ်နော်ချစ်မိတ်ဆွေအားလုံးပဲကဲလူသစ်တွေလည်းအားလုံးပဲမနက်ဖြန်တနေ့ကိုမှကိုပိုင်တို့6တက်ကိုကီအပိုင်ကစားမယ်ပရိတ်အကြိုက်ဆုံးပရိတ်ဒီခွန်3ညပရိတ်နော်ကိုပိုင်တို့ရွေးခွက်အနေနဲ့ဆိုရင်65 63 6ခွန်13 15 10ခွန်ဆိုပြီးတော့မိတ်ဆွေအားလုံးကနန်း6ခွက်ထုတ်ပေးထားတယ်ခွန်3ညပရိတ်နဲ့ဆိုရင်64 10ကို30ခွန်61ခွန်2 sorry 61 52 34ဆိုတဲ့ခွန်ပရိတ်3ခွက်10ပရိတ်3ခွက်ထုတ်ပေးထားတယ်เนาะညီမအားလုံးမနက်ဖြန်ကိုပိုင်တို့7:00 မိနစ်မှာအားလုံးပဲအပိုင်ကစားမယ်เนาะချစ်မိတ်ဆွေတွေအားလုံးပဲကဲကိုပိုင် channel လေးကိုဝင်ရောက်ကြည့်ရှိတဲ့ညီကောင်အားလုံးတယောက်ချင်းစီမနက်ဖြန်ကျွန်တော်အဖွဲ7:00 မိနစ်မှာအားလုံးကန်ပေးလို့ရကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်เนาะညီကောင်အားလုံးပဲเนาะ
နော်မင်္ဂလာရှိသောနေလေးတွေကိုလည်းထာဝရပိုင်ဆိုင်နိုင်ကြပါလို့ဆုမကောင်းတောင်းပေးပါတယ်တာပဲချင်းသောမိသားစုဘဝကြီးလည်းပိုင်ဆိုင်နိုင်ကြပါစေလို့ကိုပိုင်းကဆုမကောင်းတောင်းပေးရင်ကိုပိုင်းလိုက်ရှိုးလေးကိုဒီနားလေးမှာပဲရန်နာပါတယ်နော်ချစ်မိတ်ဆွေတွေအားလုံးပဲဘပိုင်းပါအမျိုးတွေအားလုံးပဲနော်မနက်ဖြန်အခွင့်12နာရီတမိနစ်မှာအားလုံးပဲအပိုင်ကစားမယ်နော်ကိုမိုင်းအားလုံးပဲကဲအားလုံးသောညီကိုမိုင်းအားလုံးပဲဘပိုင်းပါအမျိုးတွေအားလုံးဘပိုင်းပါဗျာနော်ချစ်မိတ်ဆွေတွေအားလုံးပဲ